ကျွန်တော်ကတော့ချောင်းသာသွားမှာပဲဖြစ်ပါတယ်သူကကျွန်တော်အိမ်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဘာဝတ်ထားလဲချက်ရှိုးပါကျွန်တော်ရဲ့အင်းကြီးနဲ့ပေါင်းမျိုး1 to 10ကိုရွေးချယ်ပြပါနော် point နဲ့ပြောပြပါနော် comment လေးပါမှာပါနော်လေကျွန်တော် bag ကြီးချင်းကျွန်တော်ရဲ့အင်းကြီး t-shirt ဒီမှာနော်ကြာဘယ်လိုမမြင်ရအောင်လားလို့ကြည့်အောက်ငါနဲ့တစ်ချက်တော့လှုပ်ကြည့်မယ်ပေါ့လေနော်ဒီလိုကြိုက်တာ1 to 10လေးယူချက်ပြီးပါနော်ကျွန်တော်လွားတော့နိုင်ခေါင်းမှာဆိုရဲဒီတော့မဟုတ်သေးပါဘူးနော်ကျွန်တော်အမားရဖန်မဟုတ်ဘူးနော်ကျွန်တော်အာရဖတ်ကားရနော်ကျွန်တော်ပြန်ကားဖို့ရောက်ပြီကျွန်တော်အမားတွေပါရင်ကျွန်တော်တို့ပြန်ရိုက်ပြီးမှဖြစ်ပါတယ်ကျွန်တော်ရှိ channel လေးကိုကြိုင်းနေတဲ့ line access လုပ်ပါအဲ့လိုမှဘိုင်